very nice person with a beautiful heart, and I think she would make a very good wife. And of course, Amir, you're a nice guy too, and I wish you guys like 12 kids maybe. 尤其是ကောင်းတဲ့မိသားစုကောင်ကိုတော့နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။နောက်တဲ့ business ကိုလည်းရမယ်ဝမ်းသာစရာကောင်းတဲ့ချိန်ဖြစ်ပါတယ်။ကျိုးစွာစရာကောင်းတဲ့ချိန်ဖြစ်ပါတယ်။ကျိုးစွာနဲ့ဘဝပြည်ထောင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။ Sola, la pega y sola.
放就那个呗。 As I'm in on day by day.